အားလုံးမင်္ဂလာပါMalcentric cut ဘယ်မှာလုပ်ရမလဲဆိုတဲ့ဒီကိုမောင်နှမတွေဒီနေ့ Malcentric cut ဘယ်မှာလုပ်ရမလဲဆိုတဲ့ဟာကျွန်တော်အနေငယ်မျှဝေသွားမှာဖြစ်ပါတယ်အခုကျွန်တော်ရှိနေတဲ့နေရာက Kotaraya bus stop နားပေါ့နော်အဲ့နေရာကနေဘယ်နေရာသွားပြီးမှMalcentric cut လုပ်ရမလဲဆိုတဲ့ဟာကျွန်တော်မျှဝေပြီးမှာဖြစ်ပါတယ်Malcentric cut လုပ်တဲ့နေရာတော့နင်းလေးပါနီးနားလေးမှာပေါ့နော်ဒါပေမဲ့ဒီ Kotaraya bus stop ကနေဘယ်လိုတွားရမလဲဆိုတဲ့ဟာလမ်းငွေလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီရှိမှာဆိုရင်ရီယာရှိတယ်ပေါ့နော်ပြီးမှဒီက bus stop ပေါ့နော် bus stop ဖြစ်တယ်ပြီးမှကျွန်တော်တို့ဒီနားမှာတွားမယ်ဆိုတော့ရီယာပေါ့နော်ရီယာကပိုက်ဆံပို့တဲ့နေရာပေါ့နော်အရင်တုန်းမှာတော့ဒီရှိမှာရှိတာပေါ့နော်ရှိမှာရှိတယ်ဒါပေမဲ့ဒီမှာပြောင်းသွားပါပြီဆိုတော့ဒီ bus stop ကိုအများအပြည့်ရောက်ကြမှာပါဒီ bus stop ပေါ့နော်ဘီနာမှာဆိုရင်မိုင်ဒင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီကနေဘယ်လိုသွားရမလဲဆိုရင်တော့ကျွန်တော်တို့ဒီလိုလဲမယ်ပေါ့နော်ကျွန်တော်ဒီလိုလဲမယ်ဒီမှာရီယာပိုက်ဆံပို့တဲ့နေရာပေါ့နော်ဒီမှာဆိုရင်ပိုက်ဆံပို့တဲ့နေရာပေါ့နော်NBL money transfer ပေါ့နော်ဒီကနေကျွန်တော်တို့ဒီလမ်းအတိုင်းတွားရမှာဖြစ်ပါတယ်နော်ဒီလမ်းအတိုင်းတွားရမှာဖြစ်ပါတယ်မတွားတတ်တဲ့တူတွေအတွက်ပေါ့နော်ပို့ပြီးမှအထောက်အကူပြုတ်တွားအောင်ကျွန်တော်ဒီလိုလမ်းတွားပြီးမှရိုက်ပေးနေတာဖြစ်ပါတယ်နော်ဒီလမ်းအတိုင်းတွားရမှာနော်နင်းလေးပါဒီလမ်းအတိုင်းတွားရမှာနော်တက်တွားရမှာဒီမှာမီးပွိုင်ပေါ့နော်မီးပွိုင်ရှိတယ်ဟုတ်ပြီရောက်ပြီနော်ဒီမှာမီးပွိုင်ရှိတယ်မီးပွိုင်ရဲ့ဘီနာလေးပေါ့နော်ဘီနာလေးမှာဒီမှာ Malcentric ပေါ့နော် Malcentric ကတ်လုပ်တဲ့နေရာပေါ့နော်ဒီနေရာမှာလုပ်ရင်တော့ကျွန်တော်တို့ကတ်တခါရဲရတယ်Malcentric ကတ်လုပ်မယ်ဆိုရင်တော့လိုအပ်တဲ့အရာက passport ပေါ့နော် permit စီစီရမလို့ပါဘူး passport ပြီးမှ UN ကတ်ပေါ့နော် passport နဲ့ UN ကတ်ကအထဲမှာ2000ထည့်လို့ရတယ်တကယ်လို့အဖွဲ့အစည်းကတ်နဲ့ဆိုရင်တော့3000ထည့်လို့ရတယ်ပေါ့နော်တကယ်လို့ passport နဲ့လုပ်ရင်တော့ဒီ tweet now ကျွန်တော်တို့ရပါတယ်ရှိပါတယ်เนาะဒါပေမဲ့ UN ကတ်နဲ့လုပ်ရင်တော့မရှိသေးပါဘူးဒီနေရာကဒီ Kotaraya နားကပေါ့เนาะ Malcentric ကတ်လုပ်တဲ့နေရာဖြစ်တယ်ဒီနေရာမဟုတ်တဲ့ဟာ Pavilion မှာလည်းကတ်လုပ်လို့ရပါတယ်เนาะကလန်းမှာလည်းလုပ်လို့ရပါတယ် Brands မှာပေါ့เนาะဆိုတော့အားလုံးစင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အားလုံးစင်ပြေကြပါစေ